မင်္ဂလာမနက်ခင်းပါခင်ဗျာယနေ့ဩဂတ်လ22ရက်နေ့အတွက်နောက်ဆုံးရအရေးကြီးသတင်းများကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်နေ့စဉ်နောက်ဆုံးရပြည်တွင်းပြည်ပနိုင်ငံရေးသတင်းတွေနဲ့မြေပြင်စစ်ရေးအခြေအနေတွေကိုအချိန်နဲ့တပြေးညီစူးစီးတင်ဆက်ပေးနေတာကြောင့် channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ကအဆုံးထိနားဆင်ပေးသွားပါအောင်ခင်ဗျာတနင်္လာရီတိုင်းထားဝယ်ရည်နဲ့စိတ်ကန်းစီမံကိန်းအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးဒေသခံတွေကိုအသက်အန္တရာယ်ပြုရှင်းလင်းနေတဲ့အခြေအနေမန္တလေးမြို့ကနေအထက်ပိုင်းကိုဆန်တက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်သည်မောအုပ်စုကမြစ်ကြောင်းတစ်လျှောက်လက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်နေတဲ့တဲ့နိုင်ငံတကာမျက်နှာစာမှာအထီးကျန်ဆန်နေတဲ့အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ကဘီလာရုစ်နိုင်ငံစီကနေစစ်လက်နက်တွေရရှိဖို့အတွက်အသေးအံကြိုးပမ်းနေတဲ့အခြေအနေမြန်မာနိုင်ငံမှာကုန်စည်နှုန်းတွေဆက်တိုက်မြင့်တက်နေတာကြောင့်လူဦးရေ9 သန်းအထိစားနပ်ရိက္ခာအကျပ်တဲနဲ့ထပ်မံရင်ဆိုင်ရနိုင်တယ်ဆိုတဲ့တဲ့အီရန်နိုင်ငံအပေါ်အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေဟာအရှေ့အလယ်ပိုင်းကပြဿနာတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့တရုတ်နိုင်ငံကသတိပေးလိုက်တဲ့အခြေအနေအနောက်ဘက်ကမ်းခြေဒေသမှာအစ္စရေးကအခြေချနေထိုင်ရေးစီမံကိန်းတစ်လှုပ်ဆောင်နေတဲ့အပေါ်နိုင်ငံတကာကပြင်းပြင်းထန်ထန်ကန့်ကွက်နေတဲ့တဲ့ကူရီကျွန်းစုအနီးမှာရုရှားနိုင်ငံကဒုံးကျည်စမ်းသပ်မှုပြုလုပ်ခဲ့တဲ့အပေါ်ဂျပန်အစိုးရကပြင်းထန်စွာကန့်ကွက်လိုက်တဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တနင်္လာရီတိုင်းကထားဝယ်အထူးစီးပွားရေးဇုံနဲ့ရေနက်စိတ်ကမ်းစီမံကိန်းကိုရုရှားနိုင်ငံရဲ့ပူးပေါင်းပါဝင်မှုနဲ့ပြန်လည်အကောင့်ထဲပေါ်ဖို့အကြမ်းဖက်စစ်ကောင်စီကကြိုးပမ်းနေတဲ့အခြေအနေပဲဖြစ်ပါတယ်ဒီလိုကြိုးပမ်းနေချိန်မှာပဲစီမံကိန်း area နဲ့အနီးနားကျေးရွာတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အားအများပြအသုံးပြုပြီးစစ်ကြောင်းထိုးရှင်းလင်းတာတွေနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေနဲ့ဒေသခံပြည်သူတွေကိုအသက်အန္တရာယ်ပြုတာတွေကိုဆက်တိုက်လှုပ်ဆောင်လာနေပါတယ်။ဒေသတွင်းမြေပြင်သတင်းရင်းမြစ်တွေရဲ့အဆိုအရ2026ခုနှစ်ဖေဖော်ဝါရီလကတည်းကတဝယ်ရင်းနဲ့စိတ်ကမ်းစီမံကိန်းအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကစစ်ကြောင်းထိုးမှုတွေပုံမပြင်းထန်လာခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်80ကျော်ပါဝင်တဲ့စစ်ကြောင်းတစ်ကြောင်းဟာတဝယ်အထူးစီးပွားရေးဇုံအတွင်းမှာဝင်ရောက်တက်ဆွဲဒါအပြင်အင်အား150ကျော်ပါဝင်တဲ့နောက်ထပ်စစ်ကြောင်းတစ်ကြောင်းကလည်းရေပြူမြို့နယ်ပကွန်းကျေးရွာဘက်မှာဆက်လက်စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ဒီလိုပြင်းထန်တဲ့စစ်ကြောင်းထိုးရှင်းလင်းမှုတွေကြောင့်ပကွန်းကျေးရွာနဲ့အနီးနားကျေးရွာတွေကဒေသခံပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။အချမ်းဘက်စစ်ကောင်စီစစ်ကြောင်းတွေပြန်လည်ထွက်ခွာသွားတဲ့အချိန်မှသာဒေသခံတွေဟာနေအိမ်တွေကိုပြန်လည်ဝင်ရောက်ပြီးစားနပ်ရိက္ခာနဲ့လိုအပ်တဲ့ပစ္စည်းတွေကိုအခက်အခဲကြားကနေပြန်လည်ယူဆောင်နေကြရပါတယ်။အချမ်းဘက်စစ်ကောင်စီတပ်ဟာနေမြေရှင်းလင်းရေးလှုပ်ဆောင်နေစဉ်အတွင်းမှာကျေးရွာတွေနဲ့နေအိမ်တချို့ကိုမိရှို့ဖျက်ဆီးခဲ့တဲ့အပြင်စစ်ပေးဆောင်ပြည်သူတွေကိုကူညီပေးနေတဲ့လူမှုကူညီရေးဝန်ထမ်း3ဦးကိုလည်းအသက်အန္တရာယ်ပြုခဲ့တယ်လို့ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကအတည်ပြုပြောဆိုထားပါတယ်။ဒီလိုအသက်ဆုံးရှုံးခဲ့ရတဲ့လူမှုကူညီရေးဝန်ထမ်းတွေဟာရေပြူမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ထိတ်တိုက်တိုးမိပြီးနောက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ထဝဲအထူးစီးပွားရေးဇုံစီမံကိန်းကို2008ခုနှစ်မှာထိုင်းနိုင်ငံနဲ့ပူးပေါင်းပြီးစတင်အကောင့်ထဲပေါ်ခဲ့ပေမဲ့ဒေသခံတွေရဲ့ကန့်ကွက်မှုတွေနဲ့ဗန်နာငွေမလုံလောက်မှုတွေကြောင့်2013ခုနှစ်မှာရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။အခုခါမှာတော့အကြမ်းဖက်စစ်ကောင်စီဟာရုရှားနိုင်ငံကိုဖိတ်ခေါ်ပြီးဒီစီမံကိန်းကိုပြန်လည်အသက်သွင်းဖို့အသေးအံကြိုးပမ်းလာနေတာပါ။ဩဂတ်လ19ရက်နေ့ကမော်စကိုမြို့မှာပြုလုပ်ခဲ့တဲ့ရုရှားမြန်မာစီးပွားရေးဖိုရမ်မှာလည်းဒီစိတ်ကမ်းကနေကုန်စည်တွေကိုပို့ဆောင်မယ်ဆိုရင်မလကာရေလက်ကြားကိုဖျက်ဆီးတာထက်4ရက်ကနေ6ရက်အထိပိုမိုမြန်ဆန်နိုင်မယ်လို့ဝါဒဖြန့်ပြောဆိုထားပါတယ်။ဒါပေမဲ့လည်းမြေပြင်လုံခြုံရေးအခြေအနေတွေဆိုးရွားနေတာကြောင့်ရင်းနှီးမြှုပ်နှံသူတွေအတွက်အန္တရာယ်အလွန်မြင့်မားနေစေဖြစ်ပါတယ်။စစ်ရေးဘက်ကနေအထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာကုန်းလန်းကနေစစ်ကူနဲ့ရိတ်ခါပို့ဆောင်ခွင့်မရတော့တဲ့အတွက်ရေချောင်းကိုအသေးအံအားကိုးလာနေရပါတယ်။မန္တလေးမြို့ဂေါဝင်စိတ်ကမ်းကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်သည်မောအုပ်စုဟာမရယာမြို့နယ်အတွင်းကိုရောက်ရှိလာပြီးမြစ်ကြောင်းတစ်လျှောက်မှာလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေစီကနေသိရပါတယ်။ဩဂတ်လ18ရက်နေ့မနက်အစောပိုင်းမှာမန္တလေးမြို့ဂေါဝင်စိတ်ကမ်းကနေတိုက်ခိုက်ရေးစစ်သည်မော2စီးအပါအဝင် Flash 4စီးနဲ့တွဲသည်မော8စီးစုစုပေါင်းသည်မော14စီးဟာအေယာဝတီမြစ်ကြောင်းအတိုင်းအထက်ပိုင်းကိုဆန်တက်လာခဲ့တာဖြစ်ပါတယ်။ဒီစစ်သည်မောအုပ်စုဟာမရယာမြို့နယ်ထုံးဘိုတောင်ပုကျေးရွာအနီးကိုရောက်ရှိနေတာဖြစ်ပြီးမြစ်ကြောင်းတစ်လျှောက်လက်နက်ငယ်တွေနဲ့ပစ်ခတ်ကအထက်ပိုင်းကိုဆက်လက်ဆန်တက်နေကြပါတယ်။တစ်ချိန်တည်းမှာပဲချင်းတွင်းမြစ်ကြောင်းကနေပြန်လည်ဆင်းသက်လာတဲ့စစ်သည်မောအုပ်စုတစ်ခုကလည်းမန္တလေးမြို့အတွင်းကိုပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ဒါအပြင်အောက်ပိုင်းကနေဆန်တက်လာတဲ့တခြားသင်္ဘော၄စီးကလည်းမန္တလေးမြို့ကသင်္ဘောကျင်းဝင်းတွေကိုဝင်ရောက်လာခဲ့ပါသေးတယ်။သတင်းရင်းမြစ်တွေရဲ့သုံးသပ်ချက်အရဒီသင်္ဘောအုပ်စုတွေဟာလာမယ့်ရက်ပိုင်းအတွင်းမှာဗမော်ဘက်ကိုဆက်လက်ဆန်တက်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။လက်ရှိမတရားဘက်ကိုရောက်ရှိနေတဲ့စစ်သင်္ဘောအုပ်စုဟာအထက်ပိုင်းကိုဆက်တက်ဖို့အတွက်အောက်ပိုင်းကနေထပ်မံရောက်ရှိလာမဲ့သင်္ဘောတွေကိုစောင့်ဆိုင်းနေတာဖြစ်နိုင်တယ်လို့လည်းဒေသခံတွေကယူဆထားကြပါတယ်။အချမ်းဘက်စစ်ကောင်စီတပ်ဟာအထက်မြန်မာပြည်မှာရှိတဲ့သူတို့ရဲ့စစ်ရေးအရာအရေးပါတဲ့စခန်းတွေကိုခဲယမ်းရိတ်ခါနဲ့တပ်ဖွဲ့ဝင်တွေပို့ဆောင်ရမှာကုန်းလန်းကနေတွာလာလို့မရတော့တဲ့အတွက်ရေချောင်းလန်းကိုသာအဓိကအသုံးပြုနေရတာဖြစ်ပါတယ်။ဒီစစ်သင်္ဘောတွေဗမော်ဘက်ကိုဆက်လက်ဆန်တက်လာမယ်ဆိုရင်မတရားစင်ကူးတပိတ်ချင်းထီးချိုက်ကတာနဲ့ရွှေကူမြို့နယ်တွေကိုဖျက်ဆီးသွားရမှာဖြစ်ပါတယ်။အချမ်းဘက်စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဖျက်ဆီးသွားလာတဲ့မြစ်ကြောင်းတစ်လျှောက်မှာလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်မှုတွေအမြဲလိုရှိနေတဲ့မြစ်ကမ်းဘေးနဲ့ကျွန်းတွေပေါ်မှာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်နဲ့လက်နက်ကြီးအန္တရာယ်တွေကိုအထူးသတိထားနေထိုင်ကြဖို့တော်လိုင်းအင်အားစုတွေဘက်ကလည်းသတိပေးနှိုးဆော်ထားပါတယ်
မြေပြင်တိုက်ပွဲတွေမှာအရှုံးဆက်နေတဲ့အကြမ်းဖက်စစ်ကောင်စီဟာအယက်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုဥတီပြီးလက်နက်ကြီးတွေ drone တွေနဲ့နေ့စဉ်ရက်ဆက်ရန်တမ်းတိုက်ခိုက်လာနေပါတယ်။အခုတိုင်းကြောက်ကြီးမြို့နယ်နဲ့ပေါကောင်းမြို့နယ်တွေဘက်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးတွေ drone တွေအသုံးပြုပြီးအပြင်းထန်တိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့ပြည်သူတအူအသက်ဆုံးရှုံးခဲ့ရပြီးနောက်ထပ်ပြည်သူတအူပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဩဂတ်စ်လ18ရက်နေ့ကကြောက်ကြီးမြို့နယ်နတ်တန်ကွင်းအခြေစိုက်အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကနေ120မီလီမီတာလက်နက်ကြီးတစ်လုံးကိုအကြောင်းမဲ့ပစ်ခတ်ခဲ့ရမှာတောင်ပုကျေးရွာတွေကိုကြားရောက်ပောက်ကွဲခဲ့ပါတယ်။ဒီပောက်ကွဲမှုကြောင့်အသက်54နှစ်အရွယ်ဒေါ်နော့ခဲဟာနေရာမှာတင်အသက်ဆုံးရှုံးခဲ့ရပါတယ်။အချမ်းဘတ်စစ်ကောင်စီတပ်ဟာအာဆီယံရဲ့မြန်မာရေးဘုံသဘောတူညီချက်၅ချက်ကိုလုံးဝလိုက်နာခြင်းမရှိဘဲအရက်သားတွေနေထိုင်တဲ့ဒေသတွေကိုလေကြောင်း drone တွေနဲ့လက်နက်ကြီးတွေအသုံးပြုပြီးတမင်ရည်ရွယ်တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။အလားတူပဲပေါကောင်းမြို့နယ်ကျွတ်ပင်ဝိုင်းကျေးရွာကတက်ကေချံဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့အချမ်းဘတ်စစ်ကောင်စီတပ်ကလည်းဩဂတ်စ်လ18ရက်နေ့ညပိုင်းမှာလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့ပါတယ်။ဒီလိုပစ်ခတ်မှုကြောင့်အပြစ်မဲ့ပြည်သူတအုပ်ဟာဝမ်ဘိုက်နဲ့လက်မောင်းတွေမှာပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။အဲ့နောက်မှာလည်းနောက်တနေ့မနက်ပိုင်းအထိဘုံကြီးကျောင်းကနေကျွတ်ပင်ဝိုင်းကြေးရွာအနီးကိုလက်နက်ကြီးနှလုံးထပ်မံပစ်ခတ်ခဲ့ပေမဲ့ကံကောင်းထောက်မှစွာနဲ့လူသူထိခိုက်မှုတော့မရှိခဲ့ဘူးလို့သိရပါတယ်။ဒါအပြင်အဲ့ဒီဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကြေးရွာဘက်ကို drone တွေအသုံးပြုပြီးကင်းထောက်တာတွေနဲ့ဘုံကျဲတိုက်ခိုက်တာတွေကိုပါဆက်တိုက်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။အချမ်းဘတ်စစ်ကောင်စီဟာစစ်မြေပြင်မှာအသေးပြောက်များပြားပြီးအင်အားပြုံးတိမှုအလွန်ဆိုးရွားလာတဲ့အတွက်ပြည်သူတွေကိုအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုနေရာအနှံ့မှာခက်စိတ်စိတ်ပြုလုပ်လာနေပါတယ်။မကွေးတိုင်း6မြို့နယ်ဂွေးချိုစစ်စေးဂိတ်မှာရန်ကုန်ကနေရေနံချောင်းကိုပြေးဆွဲနေတဲ့ခီးတဲ့တင်ကားပေါ်ကလူငယ်3ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်မှုထမ်းဖို့အတွက်ဆိုပြီးအတင်းအဓမ္မဆွဲငင်ဖမ်းဆီးသွားခဲ့ပါတယ်။ဩဂတ်စ်လ18ရက်နေ့ကအဆိုပါဂွေးချိုဂိတ်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကခီးသွားကားတွေကိုတားဆီးစစ်ဆေးနေချိန်အတွင်းမှာလင်းထက်ကျဲခီးတဲ့အမြန်ရင်ပေါ်ကအပြစ်မဲ့လူငယ်3ဦးကိုအကြောင်းမဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးခံရတဲ့လူငယ်တွေကိုတော့6မြို့မှရဲစခန်းကိုပို့ဆောင်ထားတယ်လို့ဒေသတွင်းမြေပြင်သတင်းရင်းမြစ်တွေစီကနေသိရပါတယ်။ဖမ်းဆီးခံရသူ3ဦးအနက်2ဦးက6မြို့နယ်မင်းတောင်ကျေးရွာကဖြစ်ပြီးနောက်2ဦးကစန်းစုကျေးရွာကဖြစ်ပါတယ်။ကျန်2ဦးကတော့ရေနံချောင်းမြို့ကဖြစ်တယ်လို့ကနဦးသိရှိရပါတယ်။ဒါပေမဲ့လည်းလုံခြုံရေးအခြေအနေတွေကြောင့်ဖမ်းဆီးခံရသူတွေရဲ့အမည်နာမတွေကိုတော့တိတိကျကျထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။အခုလိုပြည်သူတွေကိုမတရားဖမ်းဆီးနေတဲ့ဂွေးချိုစစ်စေးရေးဂိတ်ဟာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေမကြာခဏပြုလုပ်လေးရှိတဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ဂိတ်တစ်ခုဖြစ်ပါတယ်။ဒီလိုဆိုးရွားတဲ့လုပ်ရက်တွေကြောင့်ဒီစစ်စေးရေးဂိတ်ဟာဒေသတွင်းတော်လိုင်းတပ်ဖွဲ့တွေရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကိုမကြာခဏဆိုသလိုခံနေရတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ပြည်သူလူထုတရက်လုံးကလက်မခံတဲ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးအခုလိုအတင်းကျပ်ဖမ်းဆီးနေတာဟာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရေးအရာအရှုံးပေါ်နေမှုကိုရှင်းလင်းစွာပြသနေတာပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီအာဏာလွတ်ယူထားတဲ့အချိန်ကာလတစ်လျှောက်လုံးမှာတိုင်းပြည်ရဲ့စီးပွားရေးနေရာတစ်ခုလုံးပျက်စီးပြိုလဲသွားခဲ့ပြီးပြည်သူတန်းတဲ့ချီဟာဆိုးရွားလာတဲ့စားနပ်ရိက္ခာအကျပ်တဲ့နဲ့ရင်ဆိုင်နေကြရပါတယ်။မြန်မာနိုင်ငံမှာလက်ရှိမြင့်တက်နေတဲ့ကုန်စည်နှုန်းတွေဆက်လက်ပြီးမြင့်တက်နေအောင်မယ်ဆိုရင်နောက်ထပ်လူဦးရေ9သန်းအထိစားနပ်ရိက္ခာမလုံလောက်မှုနဲ့အသစ်တပံရင်ဆိုင်ရနိုင်တယ်လို့ကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခာအစီအစဉ်ကပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။လက်ရှိအချိန်မှာမြန်မာနိုင်ငံတဝန်းလုံးမှာလူဦးရေ13.4သန်းခန့်ဟာနေ့စဉ်စားတောက်ရေးအတွက်အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါဟာတနိုင်ငံလုံးလူဦးရေရဲ့၄ပုံတစ်ပုံနီးပါးအထိရှိနေတဲ့ပမာဏပါ။ဒါအပြင်လူဦးရေ3သန်းကျော်ဟာလည်းမိမိတို့ရဲ့နေရက်ကိုစွန့်ခွာပြီးဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ပိုပြီးဆိုးရတဲ့အခြေအနေကတော့အသက်9နှစ်အောက်ကလေးငယ်3,600,000ကျော်ဟာလက်တလောမှာအာဟာရချို့တဲ့မှုကိုပြင်းပြင်းထန်ထန်ခံစားနေရတာပဲဖြစ်ပါတယ်။ပြည်သူတွေရဲ့စားနပ်ရိက္ခာဝယ်ယူစားတောက်နိုင်စွမ်းဟာလည်းလျင်လျင်မြန်မြန်ကျဆင်းလာနေပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့အခြေခံစားတောက်ကုန်ဈေးနှုန်းတွေဟာရခိုင်နှစ်တွေနဲ့နှိုင်းယှဉ်ရင်အဆမတန်မြင့်တက်လာနေပါတယ်။အထူးသဖြင့်ရခိုင်ပြည်နယ်မှာဆိုရင်အခြေခံစားတောက်ကုန်ဈေးနှုန်းတွေဟာ43%ထိထိုးတက်သွားခဲ့တယ်လို့ဆိုပါတယ်။ကုန်သွယ်ရေးလမ်းကြောင်းတွေပြတ်တောက်တာတည်ယူပို့ဆောင်ရေးစရိတ်တွေမြင့်တက်လာတာနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စီးပွားရေးစီမံခန့်ခွဲမှုအလွဲတွေကြောင့်ပြည်သူတွေဟာအခြေခံစားနပ်ရိက္ခာတွေကိုဝယ်ယူစားသုံးဖို့အလွန်ခက်ခဲလာနေတာပါ။ဒီလိုအရေးပေါ်အခြေအနေတွေကြောင့်မြန်မာနိုင်ငံကိုစားနပ်ရိက္ခာနဲ့အာဟာရဆိုင်ရာအကူအညီတွေပေးနိုင်ဖို့တောင်ကိုရီးယားနိုင်ငံကအမေရိကန်ဒေါ်လာ2သန်းထပ်မံပံ့ပိုးပေးလိုက်ပါတယ်။ဒီရန်ပုံငွေတွေကိုနေရက်စွန့်ခွာထွက်ပြေးနေရသူတွေနဲ့အကြက်တဲကြမှာထိခိုက်နစ်နာနေရတဲ့မိသားစုတွေကိုဦးစားပေးကူညီထောက်ပံ့သွားမယ်လို့သိရပါတယ်။အချမ်းဘတ်စစ်ကောင်စီဟာသူတို့ရဲ့နိုင်ငံရေးနဲ့စစ်ရေးရှုံးနိမ့်မှုတွေကိုဖုံးကွယ်ဖို့အတွက်တော်လိုင်းအင်အားစုတွေပေါ်လှုပ်ကြံဆွဆွဲမှုတွေကိုမယိုးနိုင်အောင်ပြုလုပ်လျက်ရှိပါတယ်။ရှမ်းပြည်နယ်ဝမ်ဟိုင်းကနေရခိုင်ပြည်နယ်ကိုတည်ဆောင်ရောင်းဝယ်မဲ့ကျပ်36ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရစ်ဆေးဝါးတွေဟာရခိုင်တပ်တော်နဲ့ဆက်ဆက်မှုရှိတယ်ဆိုပြီးအချမ်းဘတ်စစ်ကောင်စီဘက်ကဆွဆွဲထုတ်ပြန်လာပါတယ်။ဒီထုတ်ပြန်ချက်ဟာယုတ်တိမရှိတဲ့ဆွဆွဲချက်တသက်တာဖြစ်ပြီးမိမိတို့အဖွဲ့အစည်းနဲ့လုံးဝဆက်ဆက်မှုမရှိဘူးလို့ရခိုင်တပ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူခိုင်ဒုက္ခကတုံ့ပြန်ပြောဆိုလိုက်ပါတယ်။အချမ်းဘတ်စစ်ကောင်စီရဲ့မူရစ်တပ်ဖွဲ့ဟာပြီးခဲ့တဲ့ဩဂတ်စ်လ12ရက်နေ့ကနေ15ရက်နေ့အထိမကွေးတိုင်းမင်းလာမြို့နယ်နဲ့မန္တလေးတိုင်းပြည်ကြီးတကုံမြို့နယ်တွေအတွင်းမှာငွေကျပ်36.25
ဘီလီယံတန်ဖိုးရှိတဲ့စိတ်ကြွဆေးပြား24.15 တန်းကိုဖမ်းဆီးရမိတယ်လို့ထုတ်ပြန်ခဲ့တာပါ။အဲ့နောက်ဒီမူရစေဝါတွေဟာရခိုင်တပ်တော်နဲ့ပတ်သက်နေတယ်လို့ဝါဒဖြန့်ခဲ့တာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးရခိုင်တပ်တော်ဘက်ကတော့အကြမ်းဖက်စစ်ကောင်စီဟာစစ်ရေးအရအထိနာလာတဲ့ခါတိုင်းတစ်ဖက်အဖွဲ့အစည်းကိုတိတ်ခါချဖို့အတွက်သူတို့ကိုယ်တိုင်ပိုင်ဆိုင်တဲ့မူရစေဝါတွေကိုထုတ်ပြပြီးရုပ်ညံ့အောက်တန်းကျစွာလှုပ်ကြံဆွဆွဲလေးရှိတယ်လို့ထောက်ပြထားပါတယ်။မြန်မာနိုင်ငံမှာမူရစေဝါထုတ်လုပ်ဖြန့်ချီမှုအပါအဝင်တရားမဝင်ဒုစရိုက်လုပ်ငန်းအားလုံးရဲ့နောက်ွယ်ကအဓိကလက်သည်ဟာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့သူတို့ရဲ့ခေါင်းဆောင်ပိုင်းတွေသာလျှင်ဖြစ်တယ်လို့လည်းဝေဖန်ပြောဆိုထားပါတယ်။ယခုထုတ်ပြလာတဲ့မူရစေဝါတွေဟာလည်းအရင်တုန်းကသူတို့အကြိမ်ကြိမ်ဖမ်းဆီးရမိတယ်ဆိုပြီးပြသခဲ့မှုတဲ့ပစ္စည်းဟောင်းတွေသာဖြစ်တယ်လို့ရခိုင်တပ်တော်ဘက်ကမှတ်ချက်ပြုထားပါတယ်။တကယ်တော့အကြမ်းဖက်စစ်ကောင်စီဟာမိမိတို့ရဲ့တရားဝင်မှုကင်းမဲ့နေတဲ့အုပ်ချုပ်ရေးကိုအသက်ဆက်နိုင်ဖို့အတွက်မူရစေဝါလုပ်ငန်းတွေကိုလျှို့ဝှက်ခွင့်ပြုထားပြီးတော်လိုင်းအဖွဲ့အစည်းတွေကိုနာမည်ဖျက်ဖို့တတ်တာအသုံးချနေတာဖြစ်ပါတယ်။ဗဏ္ဍာရေးအကြက်တဲ့ဆိုးဆိုးရွားစိုက်နေတဲ့အကြမ်းဖက်စစ်ကောင်စီဟာပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေစီကနေအခွန်ငွေအတင်းအဓမ္မကောက်ခံနိုင်ဖို့နီလန်ပေါင်းစုံနဲ့ကြိုးပမ်းလာနေပါတယ်။အိမ်ချမ်းမြေနဲ့တိုက်ခန်းဝယ်ယူထားသူတွေအနေနဲ့လာမယ့်စက်တင်ဘာလ1ရက်နေ့ကစတင်ပြီးဝင်ငွေရေယာလမ်းကြောင်းအတိအကျပြသနိုင်မှသာပိုင်ဆိုင်မှုအမည်ပြောင်းလဲပေးမယ်လို့အကြံဖက်စစ်ကောင်စီကအမိန့်ထုတ်ပြန်လိုက်ပါတယ်။ဒါ့အပြင်အိမ်ချမ်းမြေရောင်းချသူတွေဘက်ကလည်းအမျက်ငွေကျပ်သိန်း100ကျော်ရရှိပါကအဆိုပါအမျက်ငွေအပေါ်မှာ10%အခွန်ပေးဆောင်ရမယ်လို့ဖိအားပေးလာပါတယ်။အမျက်ခွန်ကင်းရှင်းကြောင်းထောက်ခံချက်တင်ပြနိုင်မှသာအမည်ပြောင်းမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွေကိုဆက်လက်လှုပ်ဆောင်ပေးမယ်လို့စစ်ကောင်စီလက်အောက်ခံပြည်တွင်းအခွန်များဦးစီးဌာနကချင်းချောက်ထုတ်ပြန်ထားပါတယ်။ဒီသတ်မှတ်ချက်တွေဟာအိမ်ချမ်းမြေအယောင်းဝယ်ပြုလုပ်ရမှာစာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွေရန်ကုန်မြို့တော်စီပင်တာယာရေးကော်မတီအပါအဝင်သက်ဆိုင်ရာဌာနတွေအားလုံးမှာအကျုံးဝင်မှာဖြစ်ပါတယ်။အင်ချမ်းမြေအယောင်းဝယ်ပြုလုပ်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အခွန်ရုံးတွေမှာဝင်ငွေရလန်းစစ်စစ်ခံရမှာဖြစ်ပြီးအခွန်ကင်းရှင်းကြောင်းထောက်ခံချက်ရယူဖို့အဆင့်ဆင့်သောကြံ့ကြာမှုတွေနဲ့ငွေကြေးကုန်ကျမှုတွေကိုထပ်မံရင်ဆိုင်ရတော့မှာပါ။စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကပြည်တွင်းကငွေကြေးအရင်းအနှီးတွေဟာကုန်ထုတ်လုပ်ငန်းတွေမှာမမြုပ်နှံပဲရွှေဈေးကွက်နဲ့အင်ချမ်းမြေဈေးကွက်တွေကိုသာစီးဝင်နေတယ်လို့မကြာခဏညှဉ်းညူပြောဆိုပြီးနောက်အခုလိုတင်းကျပ်တဲ့အခွန်ကောက်ခံမှုတွေကိုအတင်းအဓမ္မလှုပ်ဆောင်လာတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမြေပြင်မှာတော့အောက်ခြေအဆင့်ဆင့်ကိုလာငွေပေးပြီးဖြည့်ရှင်းလို့ရနေသမျှကာလပတ်လုံးဒီလောက်ရဟာစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအတွက်လောက်စားစရာအခွင့်အလမ်းတစ်တခုဖန်တီးပေးလိုက်တာသာဖြစ်တယ်လို့အင်ချမ်းမြေအကျိုးဆောင်တွေကဝေဖန်သုံးသပ်ထားကြပါတယ်။နိုင်ငံတကာမျက်နှာစာမှာအထီးကျန်ဆန်ပြီးပြည်တွင်းမှာလည်းအပတ်ကကြာရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာသူ့ရဲ့အာဏာသက်ဆိုးရှည်ရေးအတွက်နိုင်ငံတကာကအာဏာရှင်တွေစီမှစစ်လက်နက်တွေအသေးအတန်လိုက်လံတောင်းခံနေရပါတယ်။အကြသေးမီကမှဘီလာရုစ်နိုင်ငံသမ္မတလူကာရှန်ကိုနဲ့အတီးတန်တွေ့ဆုံခဲ့ရမှာလဲမင်းအောင်လှိုင်ဟာပြည်တွင်းစစ်မှာအသုံးပြုဖို့အတွက်စစ်လက်နက်ပစ္စည်းတွေလေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့စစ်ဘက်ဆိုင်ရာနည်းပညာတွေကိုကူညီပေးဖို့အသနာခံတောင်းဆိုခဲ့ပါတယ်။လူကာရှန်ကိုဘက်ကလည်းသူတို့စီကနေစစ်ဘက်စက်မှုကုန်ထုတ်လုပ်ငန်းတွေနဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနည်းပညာတွေကိုလေ့လာနိုင်တယ်လို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ဟာသူတို့မိသားစုအကျိုးမြတ်အတွက်ရည်ရွယ်ထားတဲ့ပြည်ဦးလွင်မြို့နီးကရတနာဘုံမြို့သစ်စီမံကိန်းမှာလည်းရုရှားတရုတ်နဲ့ဘီလာရုစ်နိုင်ငံတွေကလုပ်ငန်းရှင်တွေလာရောက်ရင်းနှီးမြှုပ်နှံကြဖို့အကြိမ်ကြိမ်ဖိတ်ခေါ်နေပြန်ပါတယ်။ဒီစီမံကိန်းဟာအရင်စစ်အာဏာရှင်ဟောင်းတန်းရွှေလက်ထက်ကလေးကစတင်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာရပ်ဆိုင်းသွားခဲ့တာပါ။အခုခါမှာမင်းအောင်လှိုင်ရဲ့သားဖြစ်သူအောင်ပြည့်စုံကဒီစီမံကိန်းအတွင်းကအခြေခံအဆောက်အုံတည်ဆောက်ရေးလုပ်ငန်းတွေကိုလက်ဝါးကြီးအုပ်ရပြည်တွင်းမှာလုံခြုံရေးအခြေအနေတွေဆိုးရွားနေပြီးစီးပွားရေးရန်ရာတစ်ခုလုံးပျက်စီးနေချိန်မှာအခုလိုအကြီးစားစီမံကိန်းကြီးတွေကိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာလိမ့်မယ်လို့မျှော်လင့်နေတာဟာအကြမ်းဖက်စစ်ကောင်စီရဲ့လက်တွေ့နဲ့ကင်းကွာနေတဲ့စိတ်ကူးယဉ်မှုတသက်တာဖြစ်တယ်လို့စီးပွားရေးအတိုင်းဝိုင်းကသုံးသပ်ထားကြပါတယ်။တိုင်းပြည်ရဲ့အရေးမြစ်တွေကိုရောင်းစားပြီးနိုင်ငံခြားငွေရရှိဖို့ကြိုးပမ်းနေပေမဲ့လည်းနိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့်သူတို့မျှော်လင့်တယ်လို့ဖြစ်မလာတာဟာအကြမ်းဖက်စစ်ကောင်စီရဲ့ကြီးမားတဲ့ကြာရှုံးမှုတစ်ရပ်ပဲဖြစ်ပါတယ်။ပြည်တွင်းမှာအလုတ်ကိုင်းရှားပါမှုနဲ့စီးပွားရေးပြက်ကတ်တွေကြောင့်ပြည်ပကိုထွက်ခွာအလုတ်လုတ်ကိုင်းနေရတဲ့မြန်မာနိုင်ငံသားတွေဟာတရားမဝင်လုပ်ငန်းတွေမှာအသုံးချခံရပြီးဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေလည်းဆက်တိုက်ပေါ်ပေါက်နေပါတယ်။အင်ဒိုနီးရှားနိုင်ငံရီယာကျွန်းစုရေပြင်မှာတန်ဇန်နီးယားနိုင်ငံအလံလွှင့်ထူထားတဲ့သင်္ဘောတစ်စီးပေါ်ကနေအရေးပုံစံဖန်တီးထားတဲ့မူရစေဝါကီလိုဂရမ်100ကျော်ကိုအင်ဒိုနီးရှားအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့ပါတယ်။ဒီသင်္ဘောပေါ်မှာလိုက်ပါလာတဲ့သင်္ဘောသားတွေဟာမြန်မာနိုင်ငံသားတွေဖြစ်ကြပြီးသူတို့10ဦးစလုံးကိုအင်ဒိုနီးရှားဥပဒေအရရေးယူသွားမယ်လို့အမျိုးသားမူရစေဝါတိုက်ဖျက်ရေးအေဂျင်စီကသတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ဖမ်းဆီးရမိတဲ့မူရစေဝါတွေကိုသင်္ဘောရဲ့ရေတိုင်ကြီးအတွင်းမှာလျှို့ဝှက်သိမ်းဆည်းထားတာဖြစ်ပြီးပုံမှန်အဆိုင်ခဲပုံစံကနေအရေးပုံစံပြောင်းလဲတည်ဆောင်လာတဲ့နီလန်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။အင်ဒိုနီးရှားရဲတပ်ဖွဲ့နဲ့အကောက်ခွန်ဌာနတို့ပူးပေါင်းပြီးဒီသင်္ဘောကို2022ခုနှစ်ဒီဇင်ဘာလကတည်းကစောင့်ကြည့်နေခဲ့တာပါ။ဩဂတ်စ်လအစောပိုင်းကလည်းအလားတူမူရစေဝါတည်ဆောင်လာတဲ့အခြားသင်္ဘောတစ်စီးကိုဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီဖြစ်စဉ်မှာလည်းအမှုထမ်းအများစုဟာမြန်မာနိုင်ငံသားတွေဖြစ်နေတာကိုဝမ်းနည်းဖွယ်တွေ့ရှိရပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့ဥပဒေအရမူရစေဝါတည်ဆောင်မှုတွေဟာတေတံအထိချမှတ်ခံရနိုင်တဲ့ပြစ်မှုကြီးတွေဖြစ်ပါတယ်။အချမ်းဖက်စစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာတိုင်းပြည်စီးပွားရေးပြိုလဲသွားတာကြောင့်မြန်မာပြည်သူတွေဟာပြည်ပနိုင်ငံတွေမှာအသက်ဆွန့်ပြီးအလုပ်ကိုင်ရှာဖွေနေကြရသလိုတချို့ကလည်းလူကုန်ကူးကိုင်းတွေနဲ့တရားမဝင်လုပ်ငန်းတွေရဲ့တားကောင်တွေအဖြစ်အသုံးချခံနေကြရတာဖြစ်ပါတယ်။
အလားတူပဲပြည်ပမှာတွားရောက်လုပ်ကိုင်နေရတဲ့မြန်မာအလုပ်သမားတွေဟာလူအခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ဆိုးဆိုးရွားရွားရင်ဆိုင်နေကြဂျပန်နိုင်ငံဟော့ကိုင်းဒိုဒေသကလေယာလုပ်ငန်းခွင်တစ်ခုမှာအလုပ်ကိုင်နေကြတဲ့မြန်မာအမျိုးသမီးအလုပ်သမားတွေကိုဂျပန်အလုပ်ရှင်ကရိုက်နှက်တာလိမ်ပိုင်းဆိုင်ရာနှောက်ယှက်တာနဲ့ချင်းချောက်တာတွေပြုလုပ်ခဲ့တယ်လို့တိုင်ကြားထားတဲ့အတွက်ဂျပန်အာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေစတင်နေပြီဖြစ်ပါတယ်ဒီမြန်မာအလုပ်သမားတွေဟာဂျပန်နိုင်ငံရဲ့အထူးကျွမ်းကျင်လုပ်သားအစီအစဉ်နဲ့လာရောက်လုပ်ကိုင်နေကြတာပါလုပ်ငန်းခွင်အတွင်းမှာအလုပ်ရှင်ဘက်ကကိုထီလက်ရောက်ကျူးလွန်တာဟင်းသီးဟင်းရွက်တွေနဲ့ပြစ်ပေါက်တာအပြင်မြန်မာနိုင်ငံကိုပြန်ပို့မယ်ဆိုပြီးအမျက်လိုချင်းချောက်ဖိအားပေးခဲ့တယ်လို့ဆိုပါတယ်အခြေအနေတွေအလွန်ဆိုးရွားလာတဲ့အတွက်ဇူလိုင်လအတွင်းမှာဒေသခံအလုပ်သမားသမဂ္ဂတစ်ခုကဒီမြန်မာအမျိုးသမီးတွေကိုလုပ်ငန်းခွင်ထဲကနေကယ်ထုတ်ပြီးဘေးကင်းရမှာအကာအကွယ်ပေးထားရပါတယ်ဒီပြည်စင်ကိုဂျပန်ရုပ်သံလိုင်းတစ်ခုကစုံစမ်းဖော်ထုတ်ခဲ့ပြီးနောက်ဂျပန်နိုင်ငံတော်မှာလူသိများလာခဲ့တာဖြစ်ပါတယ်ဆွဆွဲခံရတဲ့လေယာပိုင်ရှင်ဘက်ကတော့ကိုထီလက်ရောက်အကြမ်းဖက်မှုမရှိဘူးလို့ညင်းဆိုထားပေမဲ့အရင်ကလည်းအလားတူလူအခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတွေရှိခဲ့ဘူးတယ်လို့သတင်းဖော်ပြချက်တွေရသိရပါတယ်ဒီလုပ်သားတွေကိုဆေလွတ်ခဲ့တဲ့ကုမ္ပဏီဟာလည်းအရင်ကအလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြောင့်လိုင်စင်ရုပ်သိမ်းခံခဲ့ရမှုတဲ့ကုမ္ပဏီတစ်ခုအချမ်းဖက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးအောက်မှာမျှော်လင့်ချက်ကင်းမဲ့စွာနဲ့ပြည်ပကိုထွက်ခွာနေရတဲ့မြန်မာလုပ်သားတွေဟာနိုင်ငံရခြားမှာလည်းလုံခြုံမှုမရှိဘဲအခွင့်အရေးချိုးဖောက်ခံနေရတာဟာအလွန်ရင်နာစရာကောင်းတဲ့အခြေအနေတစ်ရပ်ပဲဖြစ်ပါတယ်နိုင်ငံတကာဆက်ဆံရေးသတင်းတွေဘက်ကိုကြည့်မယ်ဆိုရင်တော့အမေရိကန်နဲ့တရုတ်နိုင်ငံကြားတန်တမာရေးရာတင်းမာမှုတွေရှိနေတဲ့အချိန်မှာပဲမြန်မာနိုင်ငံရေးလေလာသုံးသပ်သူတဦးကိုတရုတ်အစိုးရကဖမ်းဆီးထားတဲ့ကိစ္စပေါ်ထွက်လာပါတယ်တရုတ်အစိုးရရဲ့ဖိတ်ကြားချက်အရပညာရေးဆိုင်ရာစီဝေးတက်ရောက်ဖို့တွားရောက်ခဲ့တဲ့မြန်မာဖွားအမေရိကန်နိုင်ငံသားသူတေတီကိုကျော်မင်းဆွေခေါ်ကိုမင်းစင်ကိုဇွန်လကလေးကတရုတ်နိုင်ငံယူနန်နယ်မှာဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်ဒီဖမ်းဆီးမှုဟာမတရားဖမ်းဆီးထိန်းသိမ်းထားခြင်းမဟုတ်ဘူးလို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကဩဂုတ်လ22ရက်နေ့မှာညှင်းဆိုတုံ့ပြန်လိုက်ပါတယ်။ကိုမင်းစင်ဟာတရုတ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုထိခိုက်စေမဲ့လုပ်ရက်တွေမှာပါဝင်ပတ်သက်နေတယ်လို့တန်တရားရှိတဲ့အတွက်တရုတ်ဥပဒေအရဖမ်းဆီးထားတာဖြစ်တယ်လို့တရုတ်အစိုးရဘက်ကအကြောင်းပြပြောဆိုထားပါတယ်။ဒါပေမဲ့လည်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကတော့ကိုမင်းစင်ကိုတရုတ်အစိုးရကမတရားဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်လို့ကြေညာထားပြီးသူအမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက်တရုတ်အစိုးရပေါ်ဆက်လက်ဖိအားပေးသွားမယ်လို့အခိုင်အမာပြောဆိုထားပါတယ်။ကိုမင်းစင်ဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးနဲ့ပြည်တွင်းစစ်အခြေအနေတွေကိုသူတေသနာပြုလုပ်နေတဲ့အဖွဲ့အစည်းတစ်ခုကိုဦးဆောင်တည်ထောင်ခဲ့သူအမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရအနေနဲ့တရုတ်နိုင်ငံမှာအခုလိုမတရားဖမ်းဆီးခံထားရတဲ့အမေရိကန်နိုင်ငံသားတွေလွတ်မြောက်ရေးအတွက်တန်တမာရေးအရာအပြင်းထန်ကြိုးပမ်းနေရချိန်မှာဒီကိစ္စဟာနှစ်နိုင်ငံဆက်ဆံရေးအပေါ်နောက်ထပ်သက်ရောက်မှုတစ်ခုဖြစ်လာစေပါတယ်။အရှေ့အလယ်ပိုင်းဒေသကတင်းမာမှုတွေနဲ့ပတ်သက်ပြီးတော့လည်းအမေရိကန်နဲ့တရုတ်နိုင်ငံကြားမှာသဘောထားကွဲလွဲမှုတွေဆက်လက်မြင့်တက်နေပါတယ်။အီရန်နိုင်ငံပေါ်အမေရိကန်ပြည်ထောင်စုကစီးပွားရေးပိတ်ဆို့အရေးယူမှုတွေနဲ့ဖိအားပေးမှုတွေပုံမတိုးမြင့်လှုပ်ဆောင်နေတာဟာအရှေ့အလယ်ပိုင်းဒေသတွင်းကစစ်ပွဲတွေနဲ့ပြည်ပခါတွေကိုဘလို့မှဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့တရုတ်အစိုးရကပြင်းပြင်းထန်ထန်ဝေဖန်သတိပေးလိုက်ပါတယ်။အမေရိကန်ဘက်ကတော့အီရန်ရဲ့စီးပွားရေးကိုပုံမအထီးကျန်သွားစေဖို့အတွက်တရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ပူးပေါင်းပါဝင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းအီရန်အစိုးရအနေနဲ့စီးပွားရေးဖိအားပေးမှုတွေကြောင့်ပြိုလဲသွားအောင်အစွမ်းကုန်လှုပ်ဆောင်သွားမယ်လို့ထုတ်ဖော်အီရန်ဘက်ကလည်းအမေရိကန်ရဲ့ဒီလိုလုပ်ရက်တွေကိုစီးပွားရေးအကြမ်းဖက်မှုအဖြစ်တုံ့ပြန်ခေါ်ဆိုထားပြီးဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့ဆိုပါတယ်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတော့လက်ရှိပြဿနာတွေကိုဖြေရှင်းဖို့အတွက်သက်ဆိုင်ရာနိုင်ငံတွေအားလုံးစုပေါင်းပြီးနိုင်ငံရေးနဲ့တန်တမာရေးနည်းလမ်းတွေကနေတဆင့်အဖြေရှာဖို့လိုအပ်တယ်လို့တိုက်တွန်းထားပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲတစ်ဖက်သက်ချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတွေကိုတရုတ်နိုင်ငံအနေနဲ့လုံးဝလက်ခံမှာမဟုတ်ဘူးလို့လည်းအခိုင်အမာပြောဆိုထားပါတယ်။ဒါဟာနိုင်ငံတကာစစ်ရေးနဲ့နိုင်ငံရေးဇက်ခုံပေါ်မှာအမေရိကန်နဲ့တရုတ်တို့ရဲ့မဟာဗျူဟာမြောက်အားပြိုင်မှုတွေကိုထင်ရှားစွာမြင်တွေ့နေရတဲ့အခြေအနေပဲဖြစ်ပါတယ်။နိုင်ငံတကာသတင်းများအနေဖြင့်အရှေ့အလယ်ပိုင်းဒေသကအစ္စရေးနိုင်ငံရဲ့လုပ်ရက်တွေအပေါ်နိုင်ငံတကာအတိုင်းဝိုင်းကပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်မှုတွေထွက်ပေါ်လာနေပါတယ်။အစ္စရေးနဲ့ပါလက်စတိုင်းတို့အကြားအငြင်းပွားနေတဲ့အနောက်ဘက်ကမ်းခြေဒေသကိုနှစ်ပိုင်းကွဲထွက်သွားစေမယ့်အခြေချနေထိုင်ရေးစီမံကိန်းတစ်ခုကိုအစ္စရေးကအကောင့်ထဲပေါ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ဒီစီမံကိန်းပေါ်ဂျာမနီ၊ဗြိတိန်၊အီတလီ၊နယ်သာလန်၊ပြင်သစ်နဲ့ကနေဒါနိုင်ငံတို့ကပူးတွဲကြေညာချက်ထုတ်ပြန်ပြီးပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ကြပါတယ်။အဆိုပါ E1 လို့အမည်ပေးထားတဲ့စီမံကိန်းအတွက်အင်ယာယူနစ်3400ကျော်တိစောက်ဖို့တင်ဒါခေါ်ယူနေတာဟာလုံးဝလက်ခံနိုင်စရာမရှိတဲ့လုပ်ရဖြစ်တယ်လို့အဲ့ဒီနိုင်ငံတွေကဝေဖန်ပြောဆိုထားပါတယ်။ဒီစီမံကိန်းသာအကောင့်ထဲပေါ်လာမယ်ဆိုရင်အနောက်ဘက်ကမ်းခြေဒေသဟာမြောက်ပိုင်းနဲ့တောင်ပိုင်းဖြစ်ထပ်ပိုင်းကွဲသွားနိုင်ပြီးပါလက်စတိုင်းနယ်မြေတွေဆက်ဆက်တည်ရှိနိုင်မှုကိုကြီးကြီးမားမားထိခိုက်စေမှာဖြစ်ပါတယ်။ဒါ့အပြင်အရှေ့ဂျေရုဆလင်နဲ့အခြားဒေသတွေကြားဆက်သွယ်ရေးကိုလည်းပြတ်တောက်သွားစေနိုင်တာကြောင့်အရှေ့လယ်ပိုင်းငြိမ်းချမ်းရေးအလားအလာကိုပုံမဝေးခွာသွားစေလိမ့်မယ်လို့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကသတိပေးထားပါတယ်။ပါလက်စတိုင်းတို့အတွက်တိကျလွတ်လပ်တဲ့နိုင်ငံတစ်ခုတည်ထောင်ခွင့်ရရှိရေးဆိုတဲ့မျှော်လင့်ချက်ကိုလည်းဒီစီမံကိန်းကကြီးမားတဲ့အဟန့်အတားတစ်ခုဖြစ်လာစေမှာအသေးချာပဲဖြစ်ပါတယ်။အာရှဒေသတွင်းကအပိုင်းနဲ့အငင်းပွားမှုသတင်းတပုတ်ကိုဆက်လက်တင်ဆက်ပေးကြပါမယ်။ရုရှားနိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုတွေအပေါ်ဂျပန်အစိုးရကပြင်းပြင်းထန်ထန်တုံ့ပြန်ကန့်ကွက်လိုက်တဲ့အခြေအနေပဲဖြစ်ပါတယ်။ဂျပန်နဲ့ရုရှားအကြားနှစ်ပေါင်းများစွာပိုင်းနဲ့အငင်းပွားနေတဲ့ကူရီကျွန်းစုတောင်ပိုင်းအနီးမှာရုရှားရေတပ်ကဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အပေါ်
ဂျပန်အစိုးရကပြင်းထန်စွာကန့်ကွက်စာလွှာပေးပို့ခဲ့ပါတယ်။ဒီကျွန်းစုကိုရုရှားသမ္မတပူတင်ဟာယခုလအစောပိုင်းကမှပထမဆုံးအကြိမ်ဖြစ်တရားဝင်သွားရောက်လဲပတ်ခဲ့ပြီးမကြာခင်မှာပဲအခုလိုစစ်ရေးအရာအင်အားပြတဲ့လုပ်ရက်ပေါ်ထွက်လာတာဖြစ်ပါတယ်။ရုရှားရေတပ်ရဲ့ထုတ်ပြန်ချက်အရပစိဖိတ်ရေတပ်အုပ်စုဟာကူရီကျွန်းစုကမ်းလွန်ပင်လယ်ပြင်မှာရန်သူစစ်သင်္ဘောတွေကိုပုံဖော်ထားတဲ့ပြစ်မှတ်တွေကိုကမ်းရိုးတန်းကနေကီလိုမီတာ300ကျော်အကွာအထိဒုံးကျည်တွေနဲ့လှမ်းပြီးပစ်ခတ်ဆန့်တက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဂျပန်အစိုးရဘက်ကတော့သူတို့မြောက်ပိုင်းနယ်မြေလို့ခေါ်ဆိုတဲ့ဒီကျွန်းစုမှာရုရှားကစစ်ရေးအင်အားတိုးချဲ့နေတာနဲ့ဒုံးကျည်ဆန့်တက်နေတာတွေဟာဂျပန်နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုရည်တည်ချက်ကိုပြောင်တင်းဆန့်ကျင်နေတာဖြစ်ပြီးလုံးဝလက်ခံနိုင်စရာမရှိဘူးလို့ကြေညာထားဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်1945ခုနှစ်ကတည်းကရုရှားကသိမ်းပိုက်ထားတဲ့ဒီကျွန်းစုပြဿနာဟာနှစ်နိုင်ငံဆက်ဆံရေးမှာအကြီးမားဆုံးအဟန့်အတားတစ်ခုဖြစ်ယနေ့တိုင်တည်ရှိနေဆဲဖြစ်ပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အသစ်ရွေးချယ်ရေးလုပ်ငန်းစဉ်တွေလည်းစတင်နေပြီဖြစ်ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လာမယ့်တောက်ကြနေ့မှာအထွေထွေအတွင်းရေးမှူးချုပ်ယာဒုအတွက်ဒုတိယကြိမ်မြောက်အလွတ်သဘောမဲပေးရွေးချယ်မှုတွေကိုပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီလိုမဲပေးမှုဟာဝင်ရောက်ရှင်ပြိုင်နေတဲ့ကိုယ်စားလှယ်လောင်းတွေကဘယ်သူ့ကိုလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကအများဆုံးထောက်ခံမှုပေးထားသလဲဆိုတာကိုအကြံပြအကဲခတ်နိုင်ဖို့ပြုလုပ်တာပါ။ပြီးခဲ့တဲ့ဇူလိုင်လကပြုလုပ်ခဲ့တဲ့ပထမအကြိမ်မဲပေးမှုမှာတော့ဝင်ရောက်ရှင်ပြိုင်သူအများပြားရှိနေပြီးကိုယ်စားလှယ်လောင်းတွေရဲ့အမည်စင်းကိုလည်းဆက်လက်တင်သွင်းနေကြဆဲဖြစ်ပါတယ်။လုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်နိုင်ငံကြီး9နိုင်ငံဖြစ်တဲ့အမေရိကန်၊ရုရှား၊တရုတ်၊ဗြိတိန်နဲ့ပြင်သစ်နိုင်ငံတွေနဲ့တနိုင်ငံကဗီတိုအာဏာသုံးပြီးပယ်ချလိုက်ရင်အဲ့ဒီကိုယ်စားလှယ်လောင်းဟာရွေးချယ်ခံရမှာမဟုတ်ပါဘူး။လက်ရှိအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ရဲ့ဒုတိယမြောက်9နှစ်သက်တမ်းဟာလာမယ့်ဒီဇင်ဘာလ31ရက်နေ့မှာကုန်ဆုံးတော့မှာဖြစ်ပါတယ်။အစဉ်လာရဒီတစ်ချိန်မှာလက်တင်အမေရိကဒေသကကိုယ်စားလှယ်တဦးရွေးချယ်ခံရပွဲရှိနေတယ်လို့လေ့လာသူတွေကခန့်မှန်းထားကြပါတယ်။နောက်ဆုံးအနေနဲ့ပြည်တွင်းကဒေါ်လာရင်းသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။အချမ်းဘတ်စစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဖိနှိပ်မှုတွေကြားကနေရန်ကုန်မြို့မှာပြည်သူလူထုရဲ့ဒေါ်လာရင်းသွေးမအေးချောင်းပြသလိုက်တဲ့လှုပ်ရှားမှုတစ်ခုထွက်ပေါ်လာပါတယ်။ရန်ကုန်မြို့အခြေစိုက်ဒေါ်လာရင်းအင်အားစုတစ်ခုဖြစ်တဲ့မေဒေးရန်ကုန်အဖွဲ့ကဦးဆောင်ပြီးစစ်အာဏာရှင်စန့်ကျင်ရေးစာသားတွေပါဝင်တဲ့စာရေးငယ်တွေကိုလူထုကြားတဲ့ဖြန့်ဝေတဲ့မမေ့နဲ့ရန်ကုန်ကမ်ပိန်းတရက်ကိုဩဂတ်စ်လ22ရက်နေ့မှာအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။ဒီစာရေးငယ်တွေထဲမှာကျပ်1000တန်နဲ့9000တန်ငွေဆက်ကူတွေနဲ့အတူဒေါ်လာရင်းသတင်းစကားတွေကိုရေးသားထည့်သွင်းထားတာဖြစ်စာအိတ်တွေပေါ်မှာစစ်ကောင်စီရဲ့လိမ်လည်ဝါဒဖြန့်မှုတွေကိုမယုံကြည်ကြဖို့ပြည်သူလူထုအနေနဲ့မတရားမှုကိုခေါင်းငုံမခံကြဖို့နဲ့အရေးတော်ပုံမှုတ်ချအောင်ရမည်ဆိုတဲ့ခွန်အားပေးစာသားတွေကိုရဲရဲဝံ့ဝံ့ရေးသားဖော်ပြထားပါတယ်။အချမ်းဘတ်စစ်ကောင်စီဟာနိုင်ငံတော်ဝန်အဘက်ဘက်ကနေပြိုဆင်းနေပြီးပြည်သူလူထုရဲ့စိတ်ဓာတ်ခွန်အားကိုဘလို့မှရိုက်ချိုးဖျက်ဆီးနိုင်စွမ်းမရှိဘူးဆိုတာကိုရန်ကုန်မြို့ကဒီလှုပ်ရှားမှုကနေတဆင့်ကဘာကိုထပ်မံတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နေ့စဉ်သတင်းထူးသတင်းဦးတွေကိုအချိန်နဲ့တပြေးညီဆက်လက်သိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုနှိပ်ထားဖို့သတိပေးလိုက်ရပါတယ်ခင်ဗျာနောက်ထပ်သတင်းအစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နားဆင်ပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆင်းရဲဒုက္ခအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ